ဒီချင်းမြောင်းတဲ့ရေလက်ကြားဟာကမ္ဘာစီးပွားရေးအသက်သွေးကြောပဲဖြစ်ပါတယ်။နေ့စဉ်ကမ္ဘာရေနံတို့အကျက်ရဲ့20ရာခိုင်နှုန်းဟာဒီချင်းမြောင်းတဲ့ရေလက်ကြားကိုဖျက်ဆီးသွားလာရပါတယ်။ဒါပေမဲ့ဒီတာယာတဲ့ပင်လယ်ပြင်အောက်မှာဘယ်သူမှမမြင်နိုင်လောက်တဲ့တင်မင်းတမန်လက်နက်တွေရှိနေတဲ့ဆိုတာကိုယခုဒီဗီဒီယိုကြည့်ရှုနေတဲ့မိတ်ဆွေသိပါသလား။အီရန်ဒေါ်လာရဲ့အဆောက်တဲ့ IRGC ကဒီနေရာကိုမိုင်းကွင်းကြီးတစ်ခုအဖြစ်ပြောင်းလဲလိုက်တဲ့အခါမှာတော့အမေရိကန်ဥဆောင်တဲ့အနောက်အုပ်စုနဲ့အီရန်တို့ကြားတိတ်ဆိတ်တဲ့စစ်ပွဲတစ်ခုစတင်ခဲ့ပါပြီ။အီရန်ဟာအမေရိကန်ရဲ့အရာမစစ်တမ်းဘောကြီးတူကိုထိတ်တဲ့မင်းဆိုင်နာပါဘူး။သူတို့မှာအမေရိကန်လိုခင်မီတဲ့ရေတပ်ကိုရှင်နိုင်လောက်တဲ့အင်အားလည်းမရှိကြသေးပါဘူး။ဒါပေမဲ့အမေရိကန်ရေတပ်ကိုအထိနာစေနိုင်လောက်တဲ့ဗျူဟာကတော့သူတို့မှာရှိပါတယ်။ဒါကို Mosquito Flare လို့ခေါ်တဲ့ရှင်ကောင်တပ်စုပဲဖြစ်ပါတယ်။ဒီလေငယ်တွေကသေးငယ်တဲ့မြန်တယ်ပြီးတော့ထိန်းချုပ်ရခက်ပါတယ်။ American စစ်သည်မောဒဇင်ကိုလှင်ငယ်အစင်း50လောက်ကအရက်လေးမျက်နှာပေါင်းစုံကနေဝမ်တိုက်ခိုက်နိုင်တဲ့ Swan Tactic လို့ခေါ်တဲ့ဗျူဟာကိုသူတို့သုံးပါတယ်။ Swan Tactic ဆိုတာကတော့စစ်ရေးဗျူဟာတစ်ခုဖြစ်ပြီးရန်သူကိုဝိုင်းအောင်တိုက်ခိုက်တဲ့အရှိကန်သဘောတရားပဲဖြစ်ပါတယ်။ရိုးရှင်းရှင်းပြောရရင်ဇစ်ကြီးပြီးအစွမ်းထက်တဲ့လက်နက်ကြီးတစ်ခုကိုသုံးမဲ့အစားတင်းငယ်ပြီးဇစ်သက်တာတဲ့တိုက်ခိုက်ရေးလက်နက်အမြောင်များနဲ့ရန်သူကိုအရက်မျက်နှာပေါင်းစုံကနေတပံနဲ့ဝိုင်းပစ်တာကိုဆိုလိုပါတယ်။အစိုးဆုံးကတော့သူတို့ဟာအရက်သား၅ဖက်လှေတွေလိုဟန်ဆောင်ပြီးမိုင်းတွေကိုတိတ်ဆိတ်ချထားခဲ့တာပါ။ရေအောက်မှာတင်ဘောရဲ့အတန်လိုင်းကိုစောင့်ဖမ်းနေတဲ့နီးပညာမြမိုင်းတွေကနေရိုးရှင်းတဲ့ရေထီမိုင်းအထိအီရန်မှာမိုင်းပေါင်း6000ကျော်ရှိနေပါတယ်။ဒါဆိုရင်ဒီပြဿနာကိုအမေရိကန်ကဘယ်လိုကင်တွယ်ဖြေရှင်းမလဲ။အမေရိကန်ရဲ့ဗျူဟာကတော့ရိုးရှင်းပါတယ်။မိုင်းတွေရေထဲရောက်သွားရင်ရှင်းထုတ်ဖို့ကအရန်ခက်ခဲပြီးအန်ဒရယ်ကလည်းများလွန်းပါတယ်။ဒါကြောင့် American စစ်တပ်က Preemptive Strike လို့ခေါ်တဲ့ကြိုတင်ရှင်မုန်းရေးဗျူဟာကိုသုံးပါတယ်။ Preemptive Strike ဆိုတာကတော့ရန်သူကကိုယ့်ကိုအန္တရာယ်ပြုတော့မယ်တိုက်ခိုက်တော့မယ်ဆိုတာအသေးချာသိနေတဲ့အချိန်မှာရန်သူအရင်လက်ဦးမှုမယူနိုင်အောင်ကိုကအရင်ဦးဆုံးလက်ဦးမှုယူပြီးတွားရတိုက်ခိုက်တာကိုဆိုလိုပါတယ်။ရန်သူမှာကိုယ့်ကိုတိုက်ခိုက်ဖို့အစီအစဉ်ရှိနေပြီးလက်နက်လည်းအစဉ်သင့်ဖြစ်နေပြီးဆိုတာကိုထောက်လှမ်းရေးအရာအခိုင်အလုံသိရတဲ့အခါမှာသုံးပါတယ်။ကိုဖက်ကခန်းစင်းပြနေတာတဲ့ရန်သူရဲ့တိတ်ဆိတ်စနန်စွမ်းကိုအစကတည်းကဖျက်ဆီးပစ်တာကပိုပြီးထိရောက်တယ်လို့ယူဆကြပါတယ်။မိုင်းတင်သင်္ဘောတွေစိတ်ကန်းကနေမထွက်ခင်မှာတင်သိနေတာဖြစ်ပြီးထောက်လှမ်းရေးအချက်လက်တွေအရဘယ်သင်္ဘောကမိုင်းတင်ထားတယ်လဲဘယ်အချိန်မှထွက်မလဲဆိုတာကိုအတိအကျတွက်ချက်ပြီးစိတ်ကန်းမှတွင်အပြတ်ရှင်းပစ်တာပဲဖြစ်ပါတယ်။ဒီနေရာမှာအဓိကဇက်လိုက်ကတော့ MQ-9 Reaper drone တွေနဲ့ Hellfire ဒုံးကျည်တွေပါ။ Hellfire ဒုံးကျည်တွေဟာအတန်ထက်မြန်တဲ့နှုန်းနဲ့သွားပါတယ်။လေငယ်တွေဘလောက်ပဲမြန်မြန်ဘလို့ပဲဝိတ်မောင်းမောင်းလေစာလမ်းညွန်စနစ်ကပြစ်မှတ်ကိုကတ်လိုက်ပြီးရှေ့မုံပစ်ပါတယ်။တမိုင်းဖက်ကိုပြန်ကြည့်မယ်ဆိုရင်လည်း Iran စစ်သည်မိုးကြီးတွေဖြစ်တဲ့ဂျိုရှန်၊ဆာဟန်နဲ့ဆာဘလန်တို့ဟာအမေရိကန်ရဲ့လက်ချက်နဲ့နင်းမြုပ်ခတ်ပူးပါတယ်။1988ခုနှစ်ဧပြီလ18ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ Operation Princess Metis အတွင်းမှာအမေရိကန်ရေတပ်ကအီရန်ရဲ့အဒီစစ်သည်မောတွေကိုတိုက်ခိုက်ရှင်းမုန်းခဲ့တာဖြစ်ပါတယ်။ဒါဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာအမေရိကန်ရေတပ်ရဲ့အကြီးမားဆုံးရေကြောင်းတိုက်ပွဲလည်းဖြစ်ပါတယ်။ American စစ်သည်မော USS Samuel B. Roberts ဟာပါရှန်ပင်လယ်ကွေ့အတွင်းမှာအီရန်ကချထားခဲ့တဲ့ရေအောက်မိုင်းကိုထိပြီးပြင်းထန်စွာပောက်ကွဲပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီအတွက်တုံ့ပြန်တဲ့အနေနဲ့အမေရိကန်ကအီရန်ရေတပ်ကိုအပြတ်သက်ရှင်းမုန်းဖို့ဒီစစ်စင်ရေးကိုစတင်ခဲ့တာပါ။အီရန်ရဲ့ဂျိုရှန်စစ်သည်မောဟာအမေရိကန်စစ်သည်မောအုပ်စုအနားကိုရှင်းကပ်လာပြီးအမေရိကန်လို့ဟာပုံမစ်ဆိုင်ဒုံးကျည်နဲ့အရင်ဆုံးစတင်ပစ်ခတ်ခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ရေတပ်သင်္ဘောကဒုံးကျည်ကိုရှောင်တိန်နိုင်ခဲ့ပြီးပြန်လည်ပစ်ခတ်ခဲ့တာကြောင့်ဂျိုရှန်ဟာပင်လယ်ထဲမှာတင်ထာဝရနှိမ့်မြုပ်သွားခဲ့ပါတယ်။ဒါဟာတမိုင်းမှာပထမဆုံးအကျဉ်သင်္ဘောချင်းဒုံးကျည်နဲ့အပြန်အလှန်ပစ်ခတ်တဲ့ရေတပ်တိုက်ပွဲလည်းဖြစ်ပါတယ်။နောက်ပြီးအီရန်ရဲ့ဆာဟန်ဖရီဂတ်စစ်သည်မောဟာဆိုရင်လည်းအမေရိကန်လေတင်သင်္ဘောတွေကိုဒုံးကျည်နဲ့စတင်ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီအခါမှာအမေရိကန်ရဲ့ SCA Intruder တိုက်ခိုက်ရေးလေယာဉ်တွေကဟာဗုံးမစ်ဆိုင်သင်္ဘောဖြတ်ဒုံးကျည်တွေလေဆာဂိုက်တက်ဘုံးတွေနဲ့ဝိုင်းပစ်ခတ်လို့မီးလောင်ပေါက်ကွဲခဲ့ပြီးပါရှန်ပင်လယ်ကွေ့အတွင်းမှာနစ်မြုပ်သွားခဲ့ပါတယ်။ American ရေတပ်နောက်ဆုံးနှိမ့်မြုပ်ခဲ့တဲ့အီရန်ရဲ့ frigate စစ်သည်မောအမျိုးအစားဖြစ်တဲ့ဆာဘလန်ကတော့ဆာဟမ်စစ်သည်မောနှိမ့်မြုပ်ခဲ့ပြီးတဲ့နောက်မှာ American လေယာဉ်တွေကိုဆက်လက်ပစ်ခတ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ American လေယာဉ်မှုကပေါင်904တဲ့လေဆာဂိုက်တက်ဘုံတစ်လုံးကိုသင်္ဘောရဲ့မီးကိုခေါင်းတန်တက်တဲ့ကြအောင်ပစ်ချခဲ့ပါတယ်။သင်္ဘောဟာပြင်းထန်စွာပျက်စီးပြီးလုံးဝသုံးမရအောင်ပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီသင်္ဘောဟာအကြီးအကျယ်ပျက်စီးသွားခဲ့ပေမဲ့နောက်ပိုင်းမှာအီရန်ကပြန်လည်ပြုပြင်ပြီးအသုံးပြုခဲ့ပါတယ်။ဒီစစ်စင်ရေးကြောင့်အီရန်ရေတပ်ဟာသူတို့ရဲ့အင်အားအကောင်းဆုံးစစ်သင်္ဘောကြီးတွေကိုဆုံးရှုံးခဲ့ရပြီးAmerican စစ်သည်မောကြီးတွေနဲ့ထိတ်တိတ်တွေ့ရင်မရင်ဆိုင်နိုင်ဘူးဆိုတာကိုသင်ခန်းစာရသွားပါတယ်။
ဒါကြောင့်ပဲအခုနောက်ပိုင်းမှာအီရန်ဟာစစ်သင်္ဘောကြီးတွေကိုသုံးတာတဲ့စွမ်းထက်တစ်လို့ခေါ်တဲ့မျက်နှာမြင့်လှင်ငွေတွေကိုအများများသုံးတဲ့ဗျူဟာဘက်ကိုပြောင်းလဲသွားတာပဲဖြစ်ပါတယ်ဒီစစ်ပွဲဟာ10ရက်အတွင်းမှာအီရန်ရဲ့စစ်သင်္ဘောနဲ့ရင်ငုတ်သင်္ဘော60ကျော်ကိုအမေရိကန်ရေတပ်ကရှေ့မုံပစ်နိုင်ခဲ့ပါတယ်ဒါခေတ်သစ်စစ်ပွဲရဲ့သဘောတရားပဲဖြစ်ပါတယ်အင်အားကြီးတာတဲ့ဤပညာတန်လွန်မှုနဲ့တိကျမှုကစစ်ပွဲရဲ့အနိုင်ရှုံးကိုအဆုံးဖြတ်ပေးသွားတာပဲဖြစ်ပါတယ်။ဒါဆိုရင်အမေရိကန်ရေတပ်ဟာအခုလက်ရှိအီရန်ပိတ်ဆို့ထားတဲ့ Hormuz ရေလက်ကြားကိုဖျက်ရမှာကြောက်နေသလားလို့မေးစရာရှိပါတယ်။အမေရိကန်ကအီရန်ကိုကြောက်တာတဲ့အလွန်မင်းတတိထားနေရတယ်လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ဘာလို့ဆိုရင်ဒီရေလက်ကြားဟာကမ္ဘာစီးပွားရေးရဲ့အလဲပတ်ကျိုးဖြစ်နေလို့ပါ။ Hormuz ရေလက်ကြားဟာအလွန်ကျဉ်းမြောင်းပါတယ်။အကယ်၍အီရန်ကမိုင်းတွေချလိုက်လို့ဒါမှမဟုတ်သင်္ဘောတစ်စီးစီးကိုပစ်ခတ်လိုက်လို့ဒီလမ်းကြောင်းပိတ်သွားရင်ကမ္ဘာရေနံဈေးနှုန်းဟာချက်ချင်းထိုးတက်သွားမှာဖြစ်ပါတယ်။ဒါဟာအမေရိကန်ပြည်တွင်းကကုန်စည်နှုန်းတွေကိုပါရိုက်ခတ်နိုင်တာမို့အမေရိကန်အတွက်ဒါဟာစီးရေးပြဿနာတဲ့စီးပွားရေးအရာအကျက်ကန်ခံရမှာပိုပြီးကြောက်တာပါ။အမေရိကန်စစ်ရာချင်းရှင်ရင်အီရန်ရဲ့အစာပေါင်းများစွာတာပါတယ်။ဒါပေမဲ့အီရန်ရဲ့လှေငယ်တွေနဲ့ဝမ်တိတ်ခိုင်နိုင်တဲ့ဗျူဟာကြောင့်အမေရိကန်စစ်သင်္ဘောတစ်စီးပျက်စီးသွားရင်ဒါဟာအမေရိကန်အတွက်ဂုဏ်သိက္ခာရောလူအင်အားပါအကြီးအကျယ်ဆုံးရှုံးမှုဖြစ်ပါတယ်။အီရန်ဘက်ကတော့ဈေးသက်သာတဲ့လှေငယ်တွေပဲဆုံးရှုံးမှာပါဒီလိုမမျှတတဲ့ဆုံးရှုံးမှုကိုအမေရိကန်ကရှောင်ကျဉ်တာလည်းဖြစ်နိုင်ပါတယ် drone တွေလေယာဉ်တွေကိုအမေရိကန်ကရေဒါနဲ့မြင်ရပေမဲ့ရေအောက်မှာငြိမ်နေတဲ့မိုင်းတွေကိုတော့ချက်ချင်းရှာဖို့ခက်ပါတယ်မိုင်းတစ်လုံးတည်းနဲ့တင်ဒေါ်လာဘီလီယံရှိတန်တဲ့အမေရိကန်ဖြတ်သန်းမှုတစ်စီးကိုနင်းမြုပ်အောင်ဒါမှမဟုတ်သုံးမရအောင်လုပ်နိုင်စွမ်းရှိပါတယ်အမေရိကန်ဟာအရှေ့လေပိုင်းမှာစစ်ပွဲတစ်တစ်ခုကိုထပ်မလုပ်ရှင်တော့ပါဘူးအကယ်၍ဟိုမိုရေလက်ကြားမှာအမှားယွင်းတစ်ခုဖြစ်သွားရင်အကြီးစားစစ်ပွဲကြီးတစ်ခုဖြစ်သွားနိုင်ရရှိတာကြောင့်အမေရိကန်ဟာအဲ့ဒီနေရာမှာအလွန်ထိန်းသိမ်းနဲ့ကန်တွယ်နေရတာလည်းဖြစ်ပါတယ်အီရန်ကိုစစ်ရင်ရအရာကြောက်စရာမလိုပေမဲ့ဒီနေရာမှာပြဿနာတက်သွားရင်ကမ္ဘာကြီးတစ်ခုလုံးဒုက္ခရောက်သွားနိုင်တဲ့ဆိုတဲ့အချက်ကတော့အတော်လေးစိုးရင်ရပါတယ်ဒါကြောင့်ပဲအမေရိကန်ဟာ drone တွေအစစ်မြစ်ရေဒါတွေနဲ့အီရန်ရဲ့လှုပ်ရှားမှုတိုင်းကို24နာရီစောင့်ကြည့်ပြီး preemptive strike လို့ခေါ်တဲ့ဗျူဟာကိုအစဉ်သင့်ပြင်ထားရတာလည်းဖြစ်ပါတယ်ဟိုမိုရေလက်ကြားဟာအခုထိတော့ငြိမ်နေစေဖြစ်ပါတယ်ဒါပေမဲ့ရေအောက်ထက်ကမိုင်းတွေနဲ့ခွက်ဖဲတွေကတော့အချိန်မီပောက်ကွဲသွားနိုင်တဲ့ရန်ပုံကြီးတစ်ခုလိုရှိနေစေဖြစ်ပါတယ်အခုလိုစီးရင်နည်းပညာနဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုသိချင်ရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ကြည့်ရှုသူတယောက်ချင်းစီကိုကျေးဇူးတင်ထူးတင်ရှိပါတယ်ခင်ဗျာ